စိတ်တသာလောဘဒေါသမမာနတွေယံညွတ်ွယ်တဲ့အာသာရတွေမနာတော်လုံးကိုအိတ်သာတွေစရိယာစားတဲ့တရားကိုကြည့်ပြီးကြောင့်အဲ့ဒီဒီနေရာလေးပြကြမှတ်မယ်စိတ်တသာလောဘဒေါသမမာနတွေယံညွတ်ွယ်တဲ့အာသာရတွေမနာတော်လုံးကိုအိတ်သာတွေစရိယာစားတဲ့တရားကိုကြည့်ပြီးကြောင့်ရိုင်းကျင်တိုင်းရိုင်းလို့နေတဲ့စိတ်ကိုပရိသတ်ရဲ့ဒီနေရာမှာပြောတော့မှာကစိတ်ကိုရိုင်းစေတဲ့တရားပဲအဲ့တော့နံပါတ်1စိတ်ဘာကြောင့်စိတ်ကိုရိုင်းရတာလဲဆိုရင်နံပါတ်1တဲ့လောဘအလုံးကြီးလို့ဗါလဲနော်အဲ့ဒီနေရာမှာပြောနေတာကပရိသတ်ရဲ့လောဘအလုံးမကြီးစေနဲ့ဘာရလားလောဘတိလောဘောတဲ့လောဘတိဆံရအာယုန်တို့၌ကံကြီးတွေ့တတ်၏ဤကဲ့သို့ဆံရအာယုန်ရဲ့မမလုံးခြင်းတမကံကြီးတွေ့တတ်တဲ့အတွက်အဲ့ဒီတရားကိုလောဘောလောဘလို့ခေါ်တယ်အဲ့ဒီလောဘအားကြီးသွားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ရဲ့လောဘကြီးမှုကိုအကြောင်းပြုပြီးတော့နံပါတ်1ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အလှပြတ်တယ်ဗါလဲနော်ကိုဘဝကိုအနာပြည့်စေတယ်နံပါတ်2တဲ့ကိုမိသားစုရဲ့ဘဝကိုမိသားစုကိုအနာပြည့်စေတယ်နံပါတ်3ကိုနေတဲ့ရွာကိုနေတဲ့မြို့ကိုနေတဲ့နိုင်ငံတွေကိုအနာပြည့်စေတယ်ဒီတရားဒီစိတ်ဒီလောကကိုအနာပြည့်စေတယ်ဘာစိတ်လောဘစိတ်ဒါတော့ပြိတ္တိလောဘမလွန်စေနဲ့လောဘတွေမကျွံစေနဲ့တို့တွေရောလောဘမရှိဘူးလားတို့တရားနာပြိတ္တိရောလောဘမရှိဘူးလားဒီကြတော့ကတော့ဒီကနေ့တရားနာနေတဲ့တရားဟောတရားနာတွေလောဘရှိပြီးတော့တို့တွေမှာရှိနေတဲ့လောဘမလွန်စေတဲ့အတွက်မကျွံစေတဲ့အတွက်လောဘမလွန်လောဘမကျွံစေတဲ့အတွက်ဒီကနေ့တရားနာနိုင်တာမှန်ရလားအဲ့ဒါရင်လောဘလွန်နေတဲ့ပုဂ္ဂိုလ်တွေလောဘကျွံနေတဲ့ပုဂ္ဂိုလ်တွေယခုဆိုရင်ဘယ်ထဲမှာရှိနေကြမလဲဆိုအောင်းထဲမှာဘယ်ထဲမှာဘယ်တိုင်းလောဘတွေလွန်လာပြီးလောဘတွေကျွံလာပြီးဆိုရင်ဝိသမအလုံးအမတန်မှသူတော်ဘာပစ္စည်းကိုမတရားတဲ့မိတွေနဲ့လိုချင်လာတယ်လူချင်လာတယ်ဒါကြောင့်လောဘောအတ္တနာသနာတိလောဘကြီးတဲ့ပုဂ္ဂိုလ်ရာအတ္တအကြောင်းအကျိုးအကောင်းအဆိုးတွေကိုနာသနာတိမတည်တော်ဘူးလေလောဘတွေကြီးလာလောဘတွေအာတိတံပရိတ္တရေအဲ့ဒီလောဘစိတ်ကြီးကောင်းတာဆိုးတာခွဲခြားနိုင်သေးရဲ့လားငါစင်မြင်ပြီးရောငါချမ်းသာရင်ပြီးရောငါမိသားစုစားရရင်ပြီးရောငါမိသားစုသာရရင်ပြီးရောငါတို့မျိုးငါတို့တိုင်းဝိုင်းစင်ရင်ပြီးတော့ဆိုတဲ့အတ္တစိတ်ကြီးနဲ့သူတော်ဘာရဲ့စိတ်စိတ်ဩဇာတွေကိုပရိသတ်ရင်တရားယူတော့ဟာပဲမှန်ရလားအဲ့ဒါပရိသတ်ဒီနေရာမှာတို့တရားနာပရိသတ်တွေကိုပေးတင်တဲ့နောက်တဲ့စကားသက်ဆောင်လေးကလောဘနဲ့အမှန်တရားမှအာသီလာပြီဆိုရင်ပရိသတ်ရဲ့တို့တွေမှာစေတနာရှိဗါတယ်နော်အဲ့ဒီစေတနာဟာလောဘနဲ့တွဲသွားပြီနော်အားကြီးတဲ့လောဘနဲ့တွဲသွားပြီဆိုရင်အဲ့ဒီစေတနာဟာယူဖို့ကြီးပဲဖြစ်တော့လားတဲ့ဗါတယ်နော်ယူဖို့ကြီးပဲဖြစ်တော့လားဒါကြောင့်မလဲတို့တွေရဲ့တဏ္ဍာမှာလောဘတွေအလွန်အားမကြီးဖို့ရေးမကြီးဘူးလားအဲ့ဒါရဲ့လောဘအမတကကြီးတဲ့လောဘလုံးတဲ့ပုဂ္ဂိုလ်တယောက်ကြောင့်ပျက်စီးသွားတဲ့ရွာတွေပျက်စီးသွားတဲ့မြို့တွေပျက်စီးသွားတဲ့နိုင်ငံတွေမရှိဘူးလားရှိပါရဲ့။ဒါရဲ့ဉာဏ်ဖြင့်ဖြစ်နေတဲ့ကမ္ဘာတိုက်ပွဲတွေဟာလောဘတိုက်ပွဲတွေဗါလဲတော့လောဘရဲ့အာကိနာရဲ့အတ္တတွေကြီးလာတယ်တဲ့။အဲ့ဒီအတ္တကြီးတဲ့စိတ်ဓာတ်ယူဆောင်မှုကိုလည်းပဲကြီးစေတယ်။ဘာလို့ကြီးစေလားအတ္တရဲ့စေယနာပတ္တိယူဆောင်မှုကိုလည်းပဲကြီးစေတယ်။နံပါတ်2ပူလောင်မှုကိုလည်းပဲကြီးစေတယ်။အတ္တအဲ့ဒီအတ္တဆိုတဲ့စိတ်နံပါတ်1ယူဆောင်မှုအမှန်တမ်းယူဆောင်မှုငါရရဲ့ပြီးတော့ယူဆောင်မှုမကြီးစေဘူးလားယူဆောင်မှုကြီးရင်ပူလောင်မှုနဲ့ကြီးမယ်ပရိသေယနေ့ကမ္ဘာမှာဖြစ်နေတဲ့တို
လောဘတိုက်ပွဲတတိယဖြင့်အတ္တတိုက်ပွဲပရိသေအတ္တကြီးတဲ့ပုဂ္ဂိုလ်တွေလောကဒီမှာယာသူတွေနေရာတွေရလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေဥဆောင်တဲ့ဟောဒီလောကကြီးတစ်ခုလုံးပူလောင်ရတော့တာပါပဲတဲ့မှန်ရဲ့လားအခုပရိသေရဲ့အီရန်နဲ့အမေရိကန်ဖြစ်နေတာဘာတိုက်ပွဲလောဘတိုက်ပွဲအတ္တတိုက်ပွဲအဲ့ဒီသူတို့ရဲ့လောဘအာကျင်မှုတွေအဲ့ဒီအတ္တတိုက်ပွဲတွေကြောင့်သူတို့တွေဒုက္ခရောက်တာလားတို့တွေရောရောက်တာပဲတဲ့အတ္တတိုက်ပွဲကကြောက်စရာကောင်းတယ်နော်အဲ့ဒီပြင်မာလူတစ်ယောက်ဒေါသကြောင့်ဖြစ်တဲ့ဉာဏ်ပွဲနဲ့အတ္တဉာဏ်ပွဲမတူဘူးတဲ့အတ္တယူဆောင်မှုအမှန်တမ်းကြီးလို့နေလေယူဆောင်မှုကြီးရင်ကြီးတဲ့နောက်ပူလောင်မှုတွေအားလုံးမခံရဘူးလားခံနေရတယ်မရလားအဲ့ဒါရဲ့ဒုဒတိယဘုံကဒုဘဝဒုနာကဲ့ဒုကြီးရောဒုတဏနာအလှမပြတ်စေဖို့အတွက်နံပါတ်1မကြည်ရမယ့်တရားမလွန်ရမယ့်တရားဘာတရားအချင်းရင်းစစ်လိုက်တဲ့အခါကတော့မနောတစ်ချက်မောတစ်ချက်အတွေးတစ်ချက်မှားတာမဟုတ်ဘူးလားမှန်ရဲ့လားအဲ့တော့အတွေးလေးစိတ်ကလေးစင်ကြယ်နေဖို့မလိုဘူးလားဒါကြောင့်မလို့ပရိသတ်ရဲ့မဟာကန္တာယဆရာတော်ဘုရားကြီးကစိတ်ကောင်းရှိဖို့ပထမတဲ့ဘာလဲတော့စိတ်ကောင်းရှိဖို့ပထမသူရဲ့စာလေးတစ်ပုဒ်ကိုဖတ်ကြည့်လိုက်တဲ့အခါကျတော့မဟာကန္တာယဆရာတော်ဘုရားကြီးရေးထားတဲ့စာလေးစိတ်ကောင်းစာတဲ့အချင်းမြတ်လိုအပ်သာသနာတဲ့ကဲဆိုကြည့်ပါဦးစိတ်ကောင်းစာတဲ့ဒီနေ့ဒီတရားဘောကြီးမှာကြားပါတယ်အစားလဲလူပါတယ်တရားလဲလူပါတယ်တဲ့နော်မစားခဲ့ရဘူးကြည်ကြည်လေးကုန်မယ်အဲ့တော့ပရိသတ်ရဲ့တဏှာမှာတရားခုမျိုးတရားနောင်စာပြတဲ့ခါကြီးပြောသလိုပြောတော့အဲ့ဒီခါကြီးကတရားပညာလားဘယ်လိုပညာလဲမှတ်နေလဲလူမှန်သမျှတရားနာကြပါတဲ့လူမှန်ရင်တရားနာကြလူမှန်ရင်ကြည်ကြပါတို့ကလည်းအဲ့လိုပြန်ပြောတယ်မှန်ရလားအဲ့ဒီနေ့မှာပဲတဲ့တရားဟောတဲ့ဘုန်းကြီးကလည်းပဲဥမာအေးနဲ့ပြီးတော့မိုက်ကလည်းကောင်းကောင်းအဲကိုကလည်းများများနဲ့အဲ့ဒီတရားဟောတဲ့တရားနောင်စာလုပ်တဲ့ကကြီးကနေပြီးပညာနဲ့ဒီကနေ့ဟောကြားမဲ့ဆရာတော်ကတော့ဥမာဂိန်းတော့မှအဲကိုကဘာလဲတော့ဥမာဂိန်းအဲ့လိုတော့မလုပ်နဲ့အဲ့တော့ပြေပါမရလားအဲ့ဒါလောဘနဲ့အာကြီးသွားရင်ကောင်းတာအဲ့ဒါအတ္တကိုကြီးသွားရင်ဒီနေ့ဖြစ်နေတဲ့တိုက်ပွဲအဲ့ဒါပဲမရလားအတ္တတွေကြီးတော့ယူဆောင်မှုတွေကြီးတယ်ယူဆောင်မှုတွေကြီးတော့ပူလောင်မှုတွေမကြီးဘူးလားပူလောင်မှုတွေမကြီးဘူးလားအဲ့ဒါဒုဒရေယနေ့ဒုက္ခခံပြီးတော့စီတန်းနေရတာအတ္တိအတ္တတိုက်ပွဲမရလားဒါဆိုပရိသတ်ကြီးကြီးပါမှာပဲဖြစ်ဖြစ်မြို့နယ်မှာပဲဖြစ်ဖြစ်နိုင်ငံတိုင်းမှာပဲဖြစ်ကမ္ဘာတိုင်းမှာပဲဖြစ်ဖြစ်စိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်တွေခေါင်းဆောင်ပြဖို့မလိုဘူးလားအဲကြောင့်ဆိုပါစိတ်ကောင်းစာတတ်အကျင့်မြတ်လိုအပ်သာသနာစိတ်ကောင်းစာတတ်အကျင့်မြတ်လိုအပ်သာသနာဒေသယေဒုက္ခနာတိမာနာပတ္တိဒုရင်းနေတဲ့လောကကြီးမှာနာပတ္တိစိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်တွေများဖို့လိုတယ်မှန်ရလားမှန်ပါဗျာစိတ်ကောင်းလည်းရှိရမယ်စာလည်းတရားမယ်အကျင့်လည်းကောင်းရမယ်ဒီသုံးချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဒုရင်းရဲ့ကောင်းဆောင်တွေရွာတိုင်းရဲ့ကောင်းဆောင်တွေမြို့တိုင်းမှာကောင်းဆောင်တွေဖြစ်လာပြီဆိုရင်လောကကြီးအေးချမ်းလေးနဲ့တိုးတက်လိမ့်မယ်တဲ့။နိုင်ရလား။မှန်ပါဗျာ။အဲ့ဒါရဲ့စိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်ကြီးအဲ့တော့အဲ့ဒါရဲ့ဒုရရဲ့လောကကြီးကိုကျက်စီးနိုင်တဲ့လက်နက်ကြီးတွေဟောဒီကဘာကြီးမှာရှိမနေဘူးလား။ရှိပါဗျာ။ဘသူတွေဒီတွင်လား။လူသားတွေဒီတွင်လားမှန်ရလား။ပရိသေလူသားတွေဟောဒီလောကကြီးကိုဖျက်ဆီးနိုင်တဲ့လက်နက်တွေကိုလူသားတွေပဲ